ကျွန်တော်ထောပတ်ထမင်းအရန်ပထမရန်စားထောပတ်ထမင်းချက်နီးကျွန်တော်ပြပါမယ်နော်ကဲကျွန်တော်ဒါကိုစီကိုပူထားပြီစီအချိန်20နော်ဒါခုဒီနေ့ဒီတန်ပွဲတစ်ထောင်တက်ချက်မှာဟုတ်လာပြီတိကျဘိုးကနော်ဒီစီကတိကျဘိုးကောက်နဲ့လှိုင်လှိုင်ထနေအောင်တိကျဘိုးကောက်ဟိုတည်တော်တော်များများလေးထည့်ပါနော်တိကျဘိုးကောက်နော်ဒီမှာဟာလာလေးညှပေးမယ်နော်ကဲဒါလေးကိုမှုေးနေအောင်ကျွန်တော်လုပ်ပါနော်အချိန်30လုံးမှနက်နက်ပွင့်လက်တဆုပ်ပဲထည့်ပါအများကြီးထည့်စရာမလိုထောပတ်ထမင်းရထောပတ်နဲ့သေးနေအောင်ဖြစ်တာလျှို့ဝှက်ချက်တွေလည်းရှိပါတယ်နက်နက်ပွင့်နှစ်ဆုပ်လောက်ထည့်ပါကဲဒီဘက်တွေအားလုံးအပါမခံတော့ဘူးကဲမေမျိုးနို့ထောပတ်ပါနော်သူဒီမတူတာတခုကသူ့ကိုမွေးချင်းနို့နဲ့ထွက်နေတာထောပတ်နဲ့မထွက်ဘူးနော်ထောပတ်နဲ့ထွက်တဲ့ထောပတ်နဲ့မချက်နဲ့နို့နဲ့ထွက်နေရမယ်ကြည့်လိုက်ဟာနို့နဲ့ထွက်နေရမယ်ဟောဒီမှာကြည့်ကျွန်တော်ခုပြမယ်လားဒါလေးတော့ဒါထောပတ်နော်ကဲဒီမှာပြမယ်လားသူကတပိတ်တာကို6000ခွဲရှိတယ်ဒါချဒါထောပတ်နဲ့ထွက်တဲ့ထောပတ်ဘဝလေးအယောင်နဲ့သိဟိုဒါပေါ့ဗီဒီယိုထဲမှာသိခွဲနိုင်မှာမဟုတ်သူ့ငွေထောပတ်နဲ့တန်းသင်းထားရတယ်ဘာနဲ့သွားတူလဲဆိုရင်ကျွန်တော်တို့ဟိုဥစားလေးပြောင်းမှုပေါက်တွေစီမှာလုံရင်ထွက်တဲ့ထောပတ်မျိုးထည့်သားထည့်ကဲဒါလေးကျွန်တော်တို့နော်အနှဲငယ်ထည့်မှာကျွန်တော်ရှိတဲ့လောက်လေးပေါ့ကဲဒါလေးနဲ့ရောမယ်ဟိုကနည်းနည်းပဲနော်ကျွန်တော်ဒါကဲသူထောပတ်ကောင်းမှာထောပတ်ထမင်းကခုနထောပတ်နဲ့ချက်လို့မရဘူးနော်ခုနထောပတ်နဲ့တော့မချက်ရင်မကောင်းကဲဒီမှာနို့ထောပတ်ကဲသားတို့ဒါလေးချစ်ထည့်ပေးပါသူကဒီလိုလာတာဒီထောပတ်တွေကတပိတ်တောင်6000ခွဲလောက်ရှိတယ်အဝယ်မှားမယ်နော်ရောင်းရင်ဟိုထောပတ်မျိုးအကောင်းစားထောပတ်ဆိုပြီးတော့ရောင်းတဲ့တချို့ရောင်းတဲ့တူတယ်လိန်ရောင်းတတ်တယ်ဟိုကဂီးထောပတ်ဒါကနို့ထောပတ်မမှားမယ်နော်ပြန်ပြောပါမယ်ဂီးထောပတ်နဲ့နို့ထောပတ်အရသာအရန်ကွာပါတယ်ဓာန်ပေါက်ချက်ရင်ဒီထောပတ်နဲ့ဟိုခုနထောပတ်နဲ့ချက်လို့ရပါတယ်ဒါမဲ့ကောင်းချင်ဟိုထောပတ်နဲ့ခုနကျွန်တော်ပြောတဲ့နို့ထောပတ်နဲ့ချက်ရပါမယ်ရောင်းနှန်းကတော့ကျွန်တော်တို့တွေဂီးထောပတ်နဲ့ချက်ရပါမယ်နော်ကဲကျွန်တော်တို့ထားကိုနို့ထောပတ်လေးနဲ့ချက်ပါအများကြီးထည့်တရားမလို့သူကနော်ကဲထောပတ်သမင်းနဲ့ထည့်မယ်စီအကုန်မသုံးဘူးသူကနည်းနည်းပဲသုံးပါကျွန်တော်တို့ဒါစက်သားတွေကိုလောင်းပါစက်သားကဲကျွန်တော်ဆန်ဆယ်ပြီပါဆန်ဆယ်ပြီထည့်ပါတယ်ရပြီအောင်းအန်နေပြီနော်ဆန်ယူနည်းလေးကြည့်ပါမယ်ဒီမှာနော်ဆန်ကအများကြီးလို့သေးတယ်နော်မီးပြင်းရင်ပိုကောင်းပါတယ်ဆန်ကလေရှည်ပြီးတော့တခါတည်းညှို့ချလာတယ်နော်ကဲထောပတ်သမင်းကိုကောင်းကောင်းလေးနှက်ပြီးတော့အမာခံချမှာဖြစ်တဲ့အတွက်နော်ကဲဒါကဲဒီဘက်မှာထဲတော့ဒီထက်ကဲဒီမှာဆန်းရှည်ကြီးတွေသမီးထဲတော့လေထောပတ်တစုံသမီးထောပတ်တွေလိုက်ထဲွာရောထောပတ်တစုံဒီထက်စီတစုံရပြီရောထောပတ်တစုံစီစုံထက်ကဲဒီမှာလိုစိမ့်တစ်ဝက်ကဲတီတပြေချစားတစုံမောင်ဒါတပီပဲရှစ်ပြန်ရတာဗောရလားရှစ်ပြန်ခုနှစ်ပြန်ရဒီဘက်မှာလာယူလားတကြားလေးကတော့ငါးချက်သားလောက်ထည့်ရတယ်နော်ပွားလာမှာ
ရပြီဒီမှာပါတို့ white ထက်တွေကငါတယောက်တည်း white ထက်โอเคစင်းနေယူတာ